မောင်ဟာတအားကိုသဘောထားကြည့်ပြီးနားလည်နိုင်တဲ့ယောက်ျားတစ်ယောက်ဆိုတာသိလိုက်ရတဲ့အတွက်မတ်သက်စာအရှမ်းကိုဂုဏ်ယူမိပါတယ်ဒီကိစ္စတွေကိုမောင်ဘက်ကအရင်စပြောတာဆိုတော့လေမတ်သက်စာပြောပြတော့မှာပေါ့မောင်ရဲ့မတ်သက်စာနဲ့မောင်နဲ့ကိုအခုလိုအသေးအတန်ကြီးမင်္ဂလာဆောင်ပေးလိုက်ရတာလေမတ်သက်စာရဲ့ချစ်သူနဲ့သဘောမတူလို့ပါမသက်စာစိတ်မပူပါနဲ့မောင်ရဲ့ပါပါလေးပါနော်မတ်သက်စာတို့ချစ်သူနှစ်ယောက်လဲဘယ်လောက်ထိချစ်ခဲ့ကြတယ်လဲဆိုရင်သမီးစာမကလင်မယားမကြဆိုသလိုပေါ့မောင်ရဲ့တအားကိုချစ်နေကျွန်းနေကြရဆိုပါတော့မောင်ရဲ့စိတ်မပူပါနဲ့နော်မောင်ပါပါလေးပါဘယ်လောက်တောင်ချစ်ခဲ့ကြတယ်လဲဆိုရင်လေမတ်သက်စာမှာခလေးတယောက်ရတာဘာဖြစ်လဲကလေးတယောက်ရတယ်ဒီကလေးမေးပေါ့မင်းမေပြောတော့ရေဘိုးတော်မတမ်းဘူးဆိုရှင်ကိုရင်မို့မတမ်းဘူးပြောတာလေယောက်ျားမရဘူးပြောတာမှမဟုတ်တာသမီးလေးကဘိုင်းကောင်းကြောက်ပြီးတာမို့လူပြီးတာကလေးမေးရှင်မဖြစ်နေရလဲကျမဒီလောက်ပါပါလေးတောင်ရှင်ခွင့်မလို့နိုင်ဘူးလားကလေးမွေးတာပါလေဟုတ်လားကလေးမေးတယ်ကွာသမီးလေးကအိမ်တော်ရေးဆိုတာချိုသလားခါသလားတော့မသိဘူးမလေးခုကျဖာနာတောင်သိတယ်ဒီမောင်ရှင်းရတာဘာဖြစ်နေရလဲရှင်ကြပြီဒီမှာရှင်းရတာဘာဖြစ်နေရလဲဘာဖြစ်နေရလဲလို့ရှော့ကျမမင်းနေလေဘာပြရမှာလဲသူ့မရပြောတော့သူ့သမီးတွေကဘယ်လောက်ပြူစင်နေတယ်ဗါလေကလေးမေဒီမှာဖိုတိနာမည်ကဖိုတိဒီတကတော့မသိလို့ခံလိုက်ရတယ်ကွာကလေးမေမလီသူ့နာမည်ကမသစ္စာတဲ့ရှိလိုက်တဲ့သစ္စာရှင်မဖြစ်နေရလဲလို့ဘာပြရမှာလဲကလေးမွေးတယ်ကလေးမေရှင်အားရတဲ့နဲ့ပြောနေနဲ့ဒီမှာခုနပြောတော့လေမင်းတို့မိန်းမတွေကဥတော်မျိုးလေးဘာလေးနဲ့ပြောလိုက်တာရှားစရာမရှိဘူးဟုတ်တယ်လေရှင်ညတော့ဘာမှရှည်လို့လေဘာလဲဥကိုပြောတာဥကိုထည့်ပြောငါကလေကြံတဲ့နေရာသာရှည်ချင်းရှည်မယ်ဒီလိုနေရာမျိုးမှာငါမရှည်နိုင်ဘူး